Okay, da aro bono shot light ora long bono di long a Poco M6 Pro bono camera ဘိုင်းကောင်းတော့မဒီကောင် camera ဒီအဓိက camera အလုံးအကြီးတယ်ပြီးတော့ဒီကောင်ဘာကြောင့်ပြက်လဲဆိုတော့ဘောနော်အတိတ်ချွတ်ကြီးပြက်သွားတယ်ကွာပြောမစင်ကွာသူတို့ဒီဖုန်းကိုသူတို့တုံးတဲ့ခါကျတော့ဘောနော်ဒီသူတို့အာသွင်းတဲ့ခါဘောနော်ဒီအာသွင်းကောင်းတဲ့မှာရေလေးဝင်သွားတယ်ကွာဝင်တာကိုသူတို့မတုံဘောနော်ဒီအပြည့်မတုံနဲ့ဒီအထဲမှာရေအလုံးကြီးအများကြီးဝင်တော့သူတို့ဒီအာသွင်းတဲ့ခါကျတော့စက္ကနဲ့ဆိုတော့ဒီရေနဲ့ဒီလက်စစ် line တွေအကုန်လုံးစီးကြောပြီးတော့ဘောနော်ဖုန်းက short လိုက်ပြီးတော့လူမျိုးဂတ်သွားတော့ဘောနော်အဲ့ကြောင့်ဒီဖုန်းကနှမျိုးစအတိတ်ချုပ်ပဲဝယ်တယ်အာသွင်းနီးမဟုတ်လို့ပေါ့နော်ပြီးတော့လည်းဒီသူတုံးတဲ့ plug တွေမှာလည်းပေါ့နော်ဒီကိုတုံးတဲ့ဖုန်းအာသွင်းတဲ့ plug ကလည်း plug ဒီမပုံတင်နဲ့ကြာနာဒီအည်သွေးရှိတဲ့အာသွင်း plug မဟုတ်တဲ့အတွက်ကြောင့်ပေါ့နော်အဲ့ကြောင့်ဖုန်းကပြက်မြန်တယ်ဖုန်းဘက်ထရီလည်း down စီတယ်ဒါပေမဲ့အဲ့ဒီအည်သွေးမရှိတဲ့ plug မျိုးတွေကိုထိုးပြီးတော့သွင်းမိမယ်ဆိုရင်ပေါ့နော်တာရှိမှာကျတော့ဖုန်းဘက်ထရီ down နိုင်တယ်ဖုန်းရဲ့ထိခိုက်ရပေါ့နော်တကယ်လို့သာအည်သွေးရှိတဲ့ plug ကိုတုံးမယ်ဆိုရင်ဖုန်းဘက်ထရီလည်းခံတယ်ဖုန်းလည်းတုံးနေမှာပြက်ဘူးပြီးတော့သူတုံးတဲ့မီပလတ်ကတော့ပေါ့နော်ဒီအည်သွေးမရှိတဲ့မီပလတ်ပြီးတော့ဒီဈေးတော်တဲ့မီပလတ်က180တန်50တန်100တန်ပေါ့နော်အဲ့ဈေးတော်တဲ့မီပလတ်ကိုဒီဖုန်းသက်သွင်းတော့အခုလို short လိုက်တော့ပေါ့နော်ဒီကောင် Poco M6 Pro ပေါ့နော်ကင်မရာဘိုင်းလည်းကောင်းတယ်သူရဲ့ set အတိအကျပဲမျိုးဆိုင်ဘက်ထရီရောဘက်ထရီကျတော့ဒီနှစ်ခုဆက်တယ်ပေါ့နော်နှစ်ခုဆက်တယ်ဒီ set CB ပြားတယ်ပေါ့နော်ဒီ IC ပြားတယ်ပေါ့နော်ပြီးတော့နောက်ကိုကတကယ်လို့ကိုရဲ့ဖုန်းအတင်းတော့ဒီကြိုးရဲ့အလဲထဲမှာပေါ့နော်ရေဝင်မယ်ဆိုရင်ပေါ့နော်ဘယ်တော့မှမသွင်းနဲ့ပေါ့နော်ရေတွေပါအကုန်လုံးတုပ်ပြီး6မှာပေါ့ဒီသွင်းပေါ့နော်ပြီးတော့နောက်တစ်ခုကိုဖုန်းရေထဲကြာရင်မြန်ဆွဲထုတ်လာပြီးရင်အားကုန်လို့အားမသွင်းမိပဲနော်အချောက်ကြီးထားပြီးမှအားသွင်းရတာပေါ့နော်ဒါကတော့ကျွန်တော်သတိလာပေးတယ်ပေါ့နော်ကျွန်တော်ကဖုန်းမတက်တက်နဲ့ပြင်တဲ့လူဖုန်းတပည့်ပေါ့နော်မတက်တက်နဲ့ကိုယ့်ဘက်ကိုရှောက်ကလေးပြီးတော့ဒါမဲ့သူဆိုင်မှာတက်ပြင်နေလမ်းပြီးနာကဆိုင်တက်ပြင်တော့ဆိုင်ပေါက်ကရလောက်လာဒီချော့ကက်ပြားတယ်ပေါ့နော်ဒီသူ့ရဲ့အပေါ်မှာအုပ်ထားတဲ့တန်ပြားရဲ့တပြားမှမရှိဘူးပြီးတော့လည်းဒီအာသွင်းတဲ့နေရာကစပါတော့သူ့ရဲ့ဘက်ထရီကိုချိတ်တဲ့ဒီ IC ပြားကိုချိတ်တဲ့ဒီဘက်ထရီပြားလဲသူ့ရဲ့တန်ပြားပေါ်မှာအုပ်ထားပြီးတဲ့တန်ပြားလည်းမရှိဘူးနော်အကုန်လုံးပြုတ်ထွက်ကုန်အဲ့ဒီလမ်းမီနာကဆိုင်ဘယ်လိုပြင်လဲတော့မသိဘူးပေါ့နော်သူတို့တိုက်ခိုက်တာမဟုတ်ဘူးနော်ပြောပြတာပေါ့နော်တချို့ဆိုင်တွေကမတော်တချို့ဆိုင်လမ်းမီနာနဲ့တော်တယ်တက်တယ်ပေါ့နော်ဆရာကြီးတွေရှိတယ်ပေါ့နော်ဒါပေမဲ့အခုလိုမျိုးဖြစ်ရတဲ့ဖြစ်ကြောင်းကတော့ကျွန်တော်ရှင်းပြတော့ပေါ့နော်ဖြစ်ဆိုနောက်လူတွေဖုန်းတုံးတဲ့ခါကျရင်ဖုန်းဒီလိုမျိုးကျွန်တော်လိုမျိုးမဖြစ်အောင်ပေါ့နော်ဒါပေမဲ့ကျွန်တော်လှုပ်လို့ဖြစ်တာမဟုတ်ဘူးနော်ကျွန်တော်ဖုန်းနဲ့ပါနားလေအတွက်ကြောင့်မို့ကျွန်တော်လှုပ်လို့ဖြစ်တာမဟုတ်ကျွန်တော်ရတကယ်ကြီးပေါ့နော်သူကအဲ့လိုမျိုးဖုန်းဒီအဝမှာအာသွင်းဝမှာဆိုလို့ဆိုပြီးတော့ထိုးထည့်ပြတာအကုန်လုံးဂန်းကုန်ပေါ့နော်